ဝန်ထမ်းတွေကိုယုံကြည်မှုမပေးချင်တာဝန်ထမ်းတွေကိုယုံကြည်မှုမပေးဘဲနဲ့အကုန်လုံးကိုထိန်းချုပ်ချင်တာဒီကနေ့ဒီဗီဒီယိုမှာလုပ်ငန်းရှင်တွေအများစုမှားလိရှိတဲ့အမှား၃ခုနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာပဲဖြစ်တယ်ဆိုတော့နံပါတ်1အမှားကိုလောက်တာကမှအကောင်းဆုံးဆိုတဲ့ micro managing စိတ်တဲ့အဓိကကောဝန်ထမ်းတွေကိုယုံကြည်မှုမပေးချင်တာဝန်ထမ်းတွေကိုယုံကြည်မှုမပေးဘဲနဲ့အကုန်လုံးကိုထိန်းချုပ်ချင်တာဆိုတော့ရလန့်အနေနဲ့ဘာရလာလဲဆိုတော့အဲ့ဒီဝန်ထမ်းရဲ့စမ်းသစ်တီထွင်နိုင်စွမ်းတဲ့တာဝန်ယူမှုတွေရောကြပါတယ်အဲ့ဒါဟာတထေးတွေနံပါတ်1မှားတဲ့အမှားပဲနံပါတ်2ငွေကြေးတစ်ခုကပဲအရင်ဒီငွေကြေးကလွင်ကျန်တာဒီအရင်ဒီမဟုတ်ဘူးဆိုပြီးတော့တွေးနေတယ်လို့ပဲရှိတယ်HR တွေဘာတွေမလိုပါဘူး digital marketing တွေဘာတွေမလိုပါဘူးဟုတ်လား management level တွေမလိုပါဘူးငါတဦးတည်းဖြစ်တယ်ဆိုတော့အဲ့လိုမလိုပါဘူးဆိုတဲ့လုပ်ငန်းရှင်တွေတွေးနေတဲ့အတွေးတွေအကုန်လုံးဒီကိုယ့်လုပ်ငန်းကိုတိုးတက်ဖို့အတွက်နှီးကွေးစေတယ်ဆိုတာကိုနံပါတ်1အချက်အနေနဲ့သတိထားဖို့လိုပါတယ်နံပါတ်3ဖောက်တဲ့အသစ်ရှာတာကအဓိကဆိုတဲ့မှားယွင်းတဲ့ strategy လက်ရှိဖောက်တဲ့အဟောင်းတွေကိုကျွန်တော်တို့မိနေပြီးတော့မှဖောက်တဲ့အသစ်ရှာတာကအဓိကပေါ့ဆိုတော့ဖောက်တဲ့အသစ်ရှာမယ်ဆိုရင် expect နေတအားများတယ်အဲ့တော့ဖောက်တဲ့အသစ်မရှာဘူးလားဆိုတော့ရှားမှာတေးကြတယ်ရှားဖို့လည်းလိုပါတယ်ဒါပေမဲ့တစ်ခါတလေမှာကျွန်တော်တို့မိနေတတ်တာကဖောက်တဲ့အဟောင်းတွေကျွန်တော်တို့ရှိမှဘာလို့လာမဝဲတော့တာလဲဆိုတော့ကျွန်တော်တို့မစင်စားမိတာဆိုတော့အဲ့လိုမစင်စားမိတဲ့အခြေအနေမှာဒီဖောက်တဲ့အဟောင်းတွေဟာတခြားသောကျွန်တော်တို့ရဲ့ competitor တွေရှိတဲ့လုပ်ငန်းတွေစီမှာသူတို့ဝယ်ယူအားပေးနေကြတယ်ဒီအချက်၃ချက်ဟာကျွန်တော်တို့လုပ်ငန်းရှင်တွေများသောအားဖြင့်မှားတတ်တဲ့အမှား၃ခုပါပဲ